အားလုံးပဲမင်္ဂလာပါ AI Marketing Self Learning Standard Class ကနေကြိုဆိုပါရစေကျွန်တော်တွေကအောင်ပိုင်းပါကျွန်တော်ကတော့မြန် CEO လည်းဖြစ်ပါတယ်အားလုံးမြန်အန်းကိုသိမယ်လို့ထင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီနေ့เนาะဘာလေ့လာနိုင်မလဲဆိုတာเนาะတိကျလေးပြောတော့ကြပါတယ်အဲဆိုတော့ဒီတင်နန်းကအဓိကကတော့လုပ်ငန်းရှင်တွေကိုအများကြီးရည်ရွယ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်က AI Marketing ကိုပဲအထူးပြုတဲ့ဆရာတယောက်ဖြစ်လို့ပါအဲဆိုတော့ကျွန်တော်ကမြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းရှင်တွေအတွက် AI နဲ့ marketing ကိုဘယ်လိုအထီးအောင်ဆုံးလုပ်နိုင်မလဲဆိုတဲ့သင်တန်းတစ်ခုလို့ပြောရင်မမှားပါဘူးအဲဒါဆိုတော့ဒီသင်တန်းမှာအပိုင်း၈ပိုင်းပါရှိမှသိကြပါတယ်အဲဒါဆိုတော့ဗီဒီယိုအားလုံးပေါင်း၈ခုပေါ့နော်ပြီးသွားရင်ကျွန်တော်ကိုယ်တိုင်လက်တွေ့မှာသုံးနေတဲ့เนาะဒီ day to day process တွေအများကြီး share လုပ်ပေးမှာဖြစ်ပါတယ်အဲဒါဆိုတော့တင်ယူရမယ့်အရာတွေကိုတိတိကျကျပြောရမယ်ဆိုရင်နံပါတ်1ကကျွန်တော်တို့ AI ကိုဘယ်လိုခိုင်းမလဲပေါ့နော်အဓိကအများစုက AI ကိုလုံးဝကိုမေးပဲမေးနေအဆင်မပြေနေရပါတော့အဲ့ဒါပြဿနာရှိတယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ stress ဆောင်မှုရှိတဲ့ headline တွေเนาะ headline လို့လည်းခေါ်တယ် hook လို့လည်းခေါ်တယ်เนาะအဲ့ဒါဆိုတော့အဲ့ဒါတွေလောက်ရမယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကျွန်တော်တို့ content workflow တွေပေါ့နော်အဓိက content တစ်ပုဒ်ရေးမယ်ဆိုရင်ဘယ်ဟာအရေးကြီးလဲဘယ်လိုစရေးရလဲเนาะအဓိကတော့AI နဲ့ဘယ်လိုလုပ်ရလဲဆိုတာကျွန်တော်ပြောပြမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ sorry နောက်ဆုံးမဟုတ်သေးဘူးเนาะဒီ TikTok เนาะ script ရေးတာတွေပါမယ်เนาะ AI နဲ့ပုံတွေ video ဖန်တီးတာလည်းပါမှာဖြစ်ပါတယ်အဲ့ဒါဆိုဒီ recorded အတန်းက lifetime access ရှိပါတယ်အဲ့ဒါဆိုအားလုံးကတင်တည်တဲ့အတိုင်းပဲ Telegram လေးလာမယ်ဆိုတဲ့အချိန်မှာကျတော့ဒီ Telegram ခုလည်းဖြတ်ပြမှာမဟုတ်ပါဘူးเนาะအဲ့ဒါဆိုအကယ်၍ဒီ Telegram ထဲမှာမရှိတော့ဘူးဆိုရင်တော့ကျွန်တော်ရဲ့အတင်ကိုဆက်သွယ်နိုင်ပါတယ်နော်အဲ့ဒါဆိုတော့ဒီမှာဆိုရင်ကျွန်တော် prompt templates တချို့လည်းအခမဲ့ပေးတော့မှရှိပါတယ်အဲ့ဒါလေးဆိုတော့တင်းအတွက်လက်တွေ့သုံးလို့ရမှာဖြစ်တယ်နောက်ပြီးတော့ရင်ဒီတင်နန်းရဲ့ slides တွေနော်အဲ့ဒါလေးလည်းပေးအောင်ဖြစ်ပါတယ်အဲ့ဒါဆိုတော့ဒီတင်နန်းပြီးသွားတာနဲ့နော်တင်းအနေနဲ့ဘာလုပ်လို့ရမှာလဲဆိုတော့အများကြီးပဲပေါ့နော်content တွေရေးတတ်မယ်နော် content တွေရေးတတ်မယ်ပြီးသွားရင်ဘာလုပ်တတ်မလဲဆိုတော့ကျွန်တော် script တွေလုပ်တတ်မယ်နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့တော့ငါနော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီ AI နဲ့ image တွေထုတ်တတ်မယ်အဓိကပုံတွေပေါ့နော်အဓိကdesigner ကိုအားကိုးနေရတဲ့လူအများကြီးရှိတယ်အဲ့ဒီလူတွေအားကိုးစရာမလိုတော့ပါဘူး designer ကိုလည်းစောင့်နေစရာမလိုတော့ပါဘူးเนาะအဲ့ဒါဆိုတော့ကျွန်တော်တို့ AI နဲ့အားလုံးလုပ်တတ်သွားအောင်တင်ပေးတော့မှာဖြစ်ပါတယ်အဲ့ဒါဆိုမြန်မာစာပါတဲ့ပုံတွေပေါ့နော်မြန်မာစာပါတဲ့ပုံတွေဗီဒီယိုတွေလည်းအားလုံးကိုလုပ်ပြတော့မှာပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ပါဇက်ကနေပဲပြောနေတာနဲ့များနေပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်အားလုံးကိုဘယ်ဟာလေးလဲဆိုတော့လည်းပြချင်တယ်ပေါ့နော်အဲ့ဒါဆိုတော့ပြကြည့်မယ်ဆိုရင်เนาะအဲ့ဒါဆိုတော့ကျွန်တော်အားလုံးကို share လုပ်ပြမယ်ဒီဟာလေးပြမှာနော်အဲ့ဒါဆိုတော့ဒီမှာဆိုရင်ခြေထောက်ကြည့်အောင်နော်အဲဒါဆိုတော့ကျွန်တော်တပည့်လှုပ်ထားရလဲအများကြီးရှိပါတယ်အဲဒါဆိုတော့ကျွန်တော်တို့ဒီလိုပုံတွေပေါ့နော်ဒီလိုပုံတွေနော်ဒီလိုပုံတွေလှုပ်တာတွေပါမယ်နော်ဒီလိုပုံတွေလှုပ်တာတွေပါမယ်နောက်ပြီးရင်ဒီလိုမြန်မာစာတွေစာတန်းထိုးတာတွေလည်းပါမယ်ပေါ့နော်အဲဆိုတော့နော်တကယ်ကောင်းပါတယ်เนาะဒီမှာဆို content တွေသူများရေးထားတဲ့ content လေးလည်းတင်နေနဲ့ဖတ်ကြည့်လို့ရတယ်ပေါ့နော်ဒီဟာတွေကကျွန်တော်ရဲ့ online တင်နန်းတာတွေလုပ်ပေးထားတဲ့အရာတွေပေါ့နော်အဲဒါဆိုတော့တင်နေနေကအများကြီးလုပ်လို့ရတယ်ဒီလိုပုံတွေဒီဟာတွေအားလုံးကလည်းကျွန်တော် Canva မသုံးမဲ့နဲ့เนาะဒီ AI တီးတန့်ပဲတုံးပြီးတော့လုပ်ထားတာဖြစ်ပါတယ်เนาะအဲဒါဆိုတော့เนาะဒီ AI နဲ့ video ထုတ်တာတွေပါမယ်เนาะ AI ကို video ထုတ်တယ်ဆိုတဲ့အချိန်မှာကျတော့ဘာရှိရလဲဆိုတော့ဒီနော်တင်ရပုံပဲတက်တွင်းတာတွေပါမယ်နောက်ပြီးရင်ဒီဗီဒီယိုတွေပဲတန်းထုတ်တာတွေလည်းအများကြီးပါမှာဖြစ်ပါတယ်နော်အဲဆိုတော့ဒီတင်တန်းကြီးကလုံးဝကိုနော်ဒီ Telegram လေးလာဖြစ်တယ်နော်မေးလို့တော့မရဘူးเนาะကျွန်တော်ကတော့ပြောချင်တာကတော့မေးချင်တယ်ဆိုရင်တော့ AI ကိုမေးစေချင်တယ်ဘာလို့လဲဆိုတော့ဒီတင်တန်းနော်မကဘူး everything ကကျွန်တော်က AI နဲ့ပဲလုပ်ထားဖြစ်ပါတယ်ဒီ PowerPoint slide အောင်ကျွန်တော် AI နဲ့လုပ်ထားဖြစ်ပါတယ် Okay အဲဆိုကျွန်တော်ရဲ့အကြောင်းလေးကိုနည်းနည်းပြောခွင့်ပြပါအဲဆိုကျွန်တော်နာမည်ကအောင်ပိုင်ပါကျွန်တော်ကနော်မြန်အန်းကုမ္ပဏီရယ်နော်ဒီမြန်အန်းဆိုတာအားလုံးတော့တည်ပြီးသားဖြစ်မယ်ထင်တယ်မသိဘူးသေးဆိုရင်ကျွန်တော်ချက်တော့ပြန်ပြပေးမယ်နော်အဲဆိုမြန်အန်းဆိုတာဘာလဲဆိုတော့ကျွန်တော်ကဒီအိမ်တွင်းဝန်ဆောင်မှုပေါ့နော်အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းပါနော်အားလုံးတချို့တော့မြင်မှုကြမယ်ထင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့နော်မြန်အန်းလုပ်ငန်းပါနော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ AI နဲ့ရေးထားတဲ့ဟာတွေ AI ထုတ်ထားတဲ့ပုံတွေเนาะအများကြီးတင်အနေနဲ့တွေ့ရမှာဖြစ်ပါတယ်เนาะကျွန်တော်အနေနဲ့เนาะဒီမှာလောက်ထားတဲ့ဗီဒီယိုတွေဆိုရင်လည်းဒီဟာတွေ AI နဲ့အများကြီးတုံးထားပါတော့ဗီဒီယိုလေးမစိုးလို့ပြောလို့ရတယ်အဲဒါဆိုမြန်ဆိုတာဘာကိုလဲတိကျပြောမယ်ဆိုရင်မြန်ဒီ
home service platform တခုဆိုရင်မမှားပါဘူးเนาะ home service ဆိုတာကြတော့အိမ်ထဲမှာเนาะရေပိုက်တာပြင်တာเนาะအခုလက်ရှိမှာဆိုရင်ခေါ်တာများဆုံးတော့မိုးယူတာပေါ့เนาะမိုးယူတာတွေနောက်ပြီးရင်အခန်းဖွဲ့ကျင်တာတွေเนาะအချိန်ပိုင်းအကူပေါ့เนาะမနေ့သွားညပြန်အဲ့လိုလုပ်ချင်တာတွေနောက်ပြီးရင်ဒီအခန်းကန်တာတွေเนาะ deep cleaning လုပ်တာတွေအားလုံးကိုတနေရာထဲမှာရနိုင်အောင်စူးစီးပေးထားတဲ့ platform တစ်ခုဖြစ်ပါတယ်အဲ့ဒါဆိုတော့เนาะကျွန်တော်တို့ကတော့เนาะလုပ်တာဆိုရင်လက်ရှိမှာရှင်းနေရှိတော့ပါပြီเนาะရှင်းနေရှိတော့ပြီကျွန်တော်မြန်ကိုအစားတုံးကဆိုရင်ကျွန်တော်ကိုယ်တိုင်အစားဆုံးလုပ်တယ်ဒီလိုပုံတွေဗီဒီယိုတွေเนาะအကုန်လုံးကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တာပေါ့เนาะအဲ့ဒါဆိုအခုကြရင်เนาะကျွန်တော်အတင်းရှိရဲကျွန်တော်အတင်းကိုလည်းကျွန်တော် AI system ချပေးထားရဆိုတဲ့အချိန်မှာကျတော့သူတို့ကအဲ့ဒီ system လေးကို run လိုက်အောင်လောက်အဆင့်ပဲဖြစ်ပါတယ်အဲ့ဒါဆိုတော့တေချာတစ်ခုကကျွန်တော်အရင်ဆိုဗီဒီယိုအများကြီးရိုက်တယ်အခုဆိုရင်ကျွန်တော် AI နဲ့အများကြီးတုံးပြီးတော့ကျွန်တော်ရဲ့ဗီဒီယို production speed ကိုအများကြီးမြှင့်လို့ရပြီပေါ့နော်အဲ့တော့တင်လဲမြင်မှုမှာပါတချို့အရာလေးတွေကဲတင်ကဒီဟာကိုလုံးဝမမြင်ဘူးဆိုရင်ရှာကြည့်လို့ရပါတော့နော်မြန်အန်ဆိုပြီးတော့နော်မြန်အန်ဒီလိုမြန်အန်လေးကိုရိုက်ပြီးတော့ဒီမှာ Facebook search မှာရှာလိုက်လို့ရပါတယ်နော်မြန်အန်မှာ okay ဒါလေးပေါ့နော်နှစ်သိန်းကျော်ရှိပါတယ် likes တွေရတော့နော်following တွေအများကြီးရှိတယ်ကျွန်တော်တို့ဒီလုံးဝ customer ထောင်နဲ့ချီကိုလာစဉ်ဝန်ဆောင်မှုပေးနေပါတယ်အဲ့ဒါဆိုကျွန်တော်အကြောင်းနောက်တစ်ခုထပ်ပြောရမယ်ဆိုရင်ကျွန်တော်ကနော်BEN ဆိုတဲ့အကြောင်းလေးလည်း run တယ် BEN ဆိုတာ Best Education မြန်မာပေါ့နော်အဲ့အကြောင်းလေးလည်း run တယ် Best Education မြန်မာဆိုတာကြတော့ဗာလဲဆိုတော့ကျွန်တော်မြန်လေးပြပေးမယ်နော် BEN နောက်ကရှိတယ်စောက်တကုံရှိတယ်စောက်တကုံကတော့ကျွန်တော်အရင်ဆုံးစပါတော့တောင်တကုံမှာအရင်ဆုံးစခဲ့တယ်အဲ့ဒီမှာဆိုရင်တူပဲကျွန်တော်တို့ဘာလို့လုပ်ရလဲဆိုတော့ဒီမှာ AI နဲ့အများကြီးဖန်တီးထားတာဒါဆိုရင်လောကတရားနှုန်း AI နဲ့ဖန်တီးကြတာပေါ့နော်အများကြီးလုပ်ပေးထားရရှိတယ်နော်အဲ့ဆိုတော့ဒီဟာကြတော့ BEN ကဘာလဲဆိုရင် BEN ကကျွန်တော်ကျောင်းခွဲ၃ခုရှိပါတယ်เนาะ BEN ကကျောင်းခွဲ၃ခုရှိတယ်အဲ့ဆိုတော့နံပါတ်1ကကျွန်တော်တို့ဒီတောင်တကုံမှာရှိတယ်เนาะမြောက်တကုံမှာလည်းရှိတယ်เนาะနောက်တစ်ခုကကြတော့မြောက်ကမှာလည်းရှိပါတယ်အကယ်၍တင်ကဒီလိုတင်တန်းနေတက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့တက်မှာစီမံတက်လို့ရပါတယ်အဓိကကျွန်တော် share ကျွန်တော်အဓိကကျွန်တော်တင်ပေးတာကဘာလဲဆိုတော့ဂျပန်တရုတ်เนาะအင်္ဂလိပ်နဲ့ Young Learner English ပဲဖြစ်ပါတယ်เนาะအဲ့ဒါဆိုဂျပန်စာတက်ချင်တဲ့လူတွေကျွန်တော်ဒီမှာတက်လို့ရတယ်ဒီလို Chinese တက်ချင်တဲ့လူတွေလည်းတက်လို့ရတယ်ပေါ့เนาะနောက်တစ်ခါကျ English ပေါ့เนาะ English တက်ချင်တဲ့လူတွေကလေးတန်းတွေလည်းအများကြီးရှိရပေါ့เนาะအဲ့ဒါဆိုတင်အနေနဲ့တင်ကဒီနယ်ပယ်မှာเนาะဒီနေရာတွေမှာနေတဲ့လူတယောက်ဆိုရင်ကျွန်တော်တို့ရဲ့တင်တန်းကိုစုံစမ်းနိုင်ပါတယ်เนาะအဲ့ဒါဆိုတော့ကျွန်တော်တို့တော်တော်ကြီးကိုအများကြီးလုပ်ထားပါပေါ့เนาะတော်တော်ကြီးကိုအကောင်းဆုံးဆရာမတွေရှာပြီးတော့ကလေးတွေအတွက်เนาะကူညီပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ကျွန်တော်အကြောင်းဆက်ပြောရမယ်ဆိုရင်ကျွန်တော်ကတော့ကျွန်တော်လက်ရှိမှာတင်နန်းတာ1000ကျော်ရှိသွားပြီပေါ့နော်အဲ့ကျွန်တော်ရဲ့ personal အကြောင်းပြောမယ်ဆိုရင်တော့ဒီအချိန်ပိုင်းဝန်ထမ်းတွေရှိလို့အချိန်ပြည့်ဝန်ထမ်းတွေလည်းအများကြီးရှိပါတယ်အခုဆိုရင်အချိန်ပြည့်ဝန်ထမ်းတွေဆိုရင်လက်ရှိမှာဝန်ထမ်းရောက်100ကျော်ရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရန်ကုန်မန္တလေးမှာမြန်နေ run နေဆိုတော့မြန်အန့်ကဘာရှိလဲဆိုတော့ဒီခုနအချိန်ပိုင်းတွေဆိုတဲ့အချိန်မှာကျတော့အချိန်ပိုင်းအခုဝန်ဆောင်မှုတွေဒီ cleaning ဆိုရင်လည်းဝန်ထမ်းတွေအများကြီးပဲပေါ့နော်အဲ့ရှိတယ်เนาะနောက်ပြီးတော့ကျွန်တော် BEN ဆိုရင်ကြောင်းလည်းရှိရဆိုတဲ့အချိန်မှာကျတော့သူတို့အများကြီးဝန်ထမ်းတွေတော့အရင်များပါဘောနော်အဲ့ဒါဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံဒီကတော့အဲ့လောက်ပါပဲเนาะကျွန်တော်ကတော့အရင်ကဒီ Australia မှာကျောင်းတက်တယ်เนาะကျောင်းတက်ပြီးတော့ဘွဲရခဲ့ပါဘောနော် Melbourne မှာဒီ Bachelor of IT ကိုရခဲ့ပါတယ်ပြည်တွင်းမှာဆိုရင်တော့ကျွန်တော်2016ကနေမြန်မာနိုင်ငံပြန်လာပြီးတော့ကျွန်တော် Atom တို့အဲ့လိုမျိုးပေါ့နော်ဒီ small companies တွေကိုကူညီပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာကျွန်တော်လုပ်ကိုင်ခဲ့ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်ပြည်တွင်းပြည်ပအတွေ့အကြုံပြောရမယ်ဆိုရင်ကျွန်တော်2013ကနေအလုပ်စလုပ်တယ်ဆိုတဲ့အချိန်မှာကြာတော့ဒီကဒီဟာ professional လို့ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်လက်ရှိမှာဆိုရင်တော့12နှစ်ကျော်13နှစ်ထဲရောက်နေပါပြီနော်နော်အဲ့ဆို okay အဲ့ဆိုတော့ဒီဟာကလည်းကျွန်တော်မဟုတ်ပါဘူးဒီဟာကလည်း AI ပဲပေါ့နော် okay ကျွန်တော်တို့ချက်လောက်detail ဆက်သွားရအောင်ဟုတ်ပြီကျွန်တော်အမြင်တော့ဒီတင်တန်းတက်တယ်ဆိုတာတင်ဘာကြောင့်တက်လဲဆိုတာအရင် clear ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကလုံးဝကို focus လုပ်တာဘာလဲဆိုတော့ marketing တည်တံ့ပါပဲเนาะကျွန်တော်တို့ကတီချာတစ်ခုက marketing ကိုဇက်တိုက်တော့လုပ်နေရအောင်ပါပဲဟုတ်ပြီနော်marketing ကိုမလုပ်လို့မရဘူးစတိုက်လုပ်နေရအောင်ပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဘယ်ခက်မှမဆို AI ခက်မှမဟုတ်မြည်တိခက်မှမဆိုကျွန်တော် customer ရှာတာ100%လုပ်နေအောင်ပါပဲဟုတ်ပြီနော်ကျွန်တော်အခုနော်ကျွန်တော်ရဲ့တင်နန်းသားတွေမြင်တဲ့ပြဿနာကဘာလဲဆိုတော့ content ကဘယ်လိုရေးရမလဲမသိဘူးနောက်ပြီးတော့ရင် post တင်တယ်
like မရဘူးเนาะ designer တွေကိုငှားရတယ်စောင့်ရတယ်လာစားလဲကုန်တယ်အချိန်တွေလဲကုန်တယ်เนาะအဲ့ဒါဆိုတော့ကျွန်တော်အချို့တွေကလည်း AI တော့စမ်းမေးဘူးတယ်ဒါပေမဲ့ရေဘူးရအဖြေပဲထွက်တာပေါ့နော်ဥပမာကျွန်တော်မေးတဲ့ခါကျတော့ဒီငါလုပ်ငန်းနဲ့ကိုင်နေတဲ့ဟာဆိုတာထက်ကိုနော်အချိန်ပိုင်းကိုဝန်ဆောင်မှုကြောင်းပြောပြပေးပါအဲ့လိုမပြောတဲ့အချိန်မှာကျတော့သူကပြောပြတယ်ဗောနော်မစိုးဘူးဗောနော် AI ကပေးတဲ့အဖြေတွေကမစိုးတော့မစိုးဘူးဒါပေမဲ့မကောင်းဘူးဗောနော်တကယ်ကိုဓာတ်ရိုက်ဆက်နွယ်မှုမရှိဘူးဗောနော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ boost လုပ်တယ်နော် boost လုပ်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့spam များတယ်ဗောနော်ပတ်စံပို့ကောင်းတယ်အဲ့ဒီပြဿနာကိုကျွန်တော်ဖြေရှင်းပေးမယ်ဗောနော်အဲ့ဒါဆိုတော့တေချာတစ်ခုက Facebook က free မဟုတ်တော့ဘူးနော် free မဟုတ်တော့ဘူးဆိုတဲ့အချိန်မှာကျတော့ကျွန်တော်တို့ကဒီအတိုင်း Facebook ကို free လို့ဆက်သုံးနေလို့မရတော့နော်အဲ့ဒါဆိုတော့ပြောချင်တာ boost လုပ်ဖို့လိုအပ်တယ်အခုဆိုရင်လည်း Facebook ကတော်တော်ကြီးဆိုးရွားတာပေါ့နော်ပြောချင်တာကျွန်တော်ဆိုရင်တော့ Facebook က budget တွေကိုအများကြီးTikTok ကိုရွှေ့နေရပြီပေါ့နော်ဘာကြောင့်လဲဆိုတော့ Facebook မှာ spam ရမ်းများရောမကလေဘူး organic reach ကလည်းမရဘူးဒါအပြင်ကိုပိုဆိုးတာပါလဲဆိုတော့ကျွန်တော်တို့ customer တွေက Facebook ပေါ်မှာတိတ်မရှိတော့ဘူးလို့ကျွန်တော်ပြောလို့ရတယ်နော်အဲ့ဒါဆိုတော့ဒီဟာကြီးကပြဿနာအကြီးလို့ကျွန်တော်မြင်တယ်အဲ့ဒါဆိုတော့ကျွန်တော်တို့တုံးနေတဲ့ marketing budget တွေအရန်ဆုံးရှုံးနေပေါ့နော်အဲအကြောင်းကျွန်တော်တို့ဆိုရင်တော့Facebook ကိုတိတ်မတုံးတော့ဘူးနော်ကျွန်တော်လည်းတင်ကို recommend ပေးချင်တာကတော့ဒီ TikTok တို့အခြား platform တွေမှာကျွန်တော်စတုံးမှုလို့ပါနော်အဲဒါဆိုတော့ကျွန်တော်တင်ကိုမေးချင်တာကတင်ရဲ့အကြီးမားဆုံး marketing ပြဿနာဘာလဲဘာကြောင့်အဲ့လိုမေးရလဲဆိုတော့ကျွန်တော် customer တွေရှာအခက်ခဲဆုံးပဲเนาะဒီအခုခေတ်မှာမဟုတ်အရင်ကလည်းကျွန်တော် customer ရှာအခက်ခဲတယ်เนาะအဲ့လိုမျိုးအများကြီးရှိပါเนาะအဲ့ဆိုတင်းရဲ့ marketing ပြဿနာဘာလဲဆိုတော့ကျွန်တော်အရင်အဖြေရှာမယ်เนาะဟုတ်ပြီเนาะအဲ့ဆိုတော့ကျွန်တော်လက်ရှိမှာတင်ဖြစ်နေတဲ့ပြဿနာတွေအားလုံးကိုအဓိက marketing နဲ့ဖြစ်နေတဲ့ပြဿနာအားလုံးကိုကျွန်တော်ကကူညီပြီးတော့ဖြေရှင်းပေးတော့မှာဖြစ်ပါတယ် okay ကျွန်တော်တခုကြိုပြောထားမှာဒီတင်တန်းက likes တွေရအောင်လုပ်တဲ့တင်တန်းမဟုတ်ပါဘူးเนาะ view တွေတက်အောင်လုပ်တဲ့တင်တန်းလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့က customer တွေကိုရင်ပတ်တဲ့ထိအောင်ဘယ်လို content တွေရေးမလဲဆိုတဲ့တင်တန်းဆိုရင်မမှားပါဘူးเนาะအားလုံးက AI ကเนาะဒီမြန်မာလိုပဲမေးသွားဖြေသွားပြီးတော့ကျွန်တော်တို့လုတ်သွားရင်တရားရင်တော့ရပါပြီလုံးဝအင်္ဂလိပ်လိုမေးစရာမလိုပါဘူးဖြေစရာလည်းမလိုပါဘူးเนาะအဲဒါဆိုတော့ကျွန်တော်နောက်တစ်ခုဆက်ပြောအောင်အဲဒါဆိုကျွန်တော်ပုံမြင်ကိုပြောရမယ်ဆိုရင်ကျွန်တော် story ပေါ့ကျွန်တော်တကယ်ဖြစ်ပျက်ခဲ့တာကိုပြောရမယ်ဆိုရင်ကျွန်တော်2019မှာအမြန်ကိုစတယ်ဗောနော်ခုနကတင်တွေ့လိုက်တာမသိဘူးเนาะဒီမြန်ကုမ္ပဏီကိုစတယ်အဲ့မြန်ကုမ္ပဏီကိုစတဲ့အချိန်မှာတော့ကျွန်တော်စီမှာဘာမှမရှိเนาะကျွန်တော်စီမှာတင်နန်းသားတွေ sorry ကျွန်တော်ဒီမှာ customer မရှိဘူးကျွန်တော်စီမှာเนาะဒီလို page တွေလည်းမဟုတ်ဘူးဒီလောက်တာမဖြစ်ခဲ့ဘူးပေါ့เนาะအဲ့တုန်းကဆိုရင်ကျွန်တော်ကိုယ်တိုင်အစအဆုံးလုပ်ခဲ့တယ်ပေါ့เนาะအဲ့ဒါဆိုအစအဆုံးလုပ်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ပင်ပန်းတော့ကျွန်တော်ဝန်ထမ်းကိုခန့်ခဲ့တယ်။နောက်အဲ့တုန်းကကျွန်တော်ဝန်ထမ်းဘယ်နှယောက်ခန့်လဲဆိုတော့9ယောက်ခန့်တယ်။အဲ့တော့ကျွန်တော်လုပ်ငန်းတစ်ခုပါပဲ။နော်အဲ့တုန်းကကျွန်တော်တကယ်ကိုလုပ်ငန်းတစ်ခုပဲညံတစ်ခုပဲကျွန်တော်လုပ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တယ်လီနောမှာကျွန်တော်ဗျိုင်းနူလုပ်တယ်ပေါ့နော်။ဘာလို့ဆိုတော့တယ်လီနောကလာကားတွေကိုမြန်နဲ့ပြန်ထည့်တာပေါ့။အဲ့ဆိုတော့ကျွန်တော်ပြောချင်တာအဲ့ဟာမဟုတ်ပါဘူး။ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဲ့တုန်းကကျွန်တော်မြန်အန်းတစ်ခုလေးအတွက်နော် marketing ဝန်ထမ်း9ယောက်ခန့်ခဲ့ပါတယ်။ marketing ဝန်ထမ်းက9ယောက်ခန့်ခဲ့တဲ့အချိန်မှာအဲ့တုန်းကလာကားနဲ့ဆိုရင်တော့ကျွန်တော်တို့နော်22သိန်းဝန်းကျင်လောက်ပဲရှိရပါတော့22သိန်းဝန်းကျင်အဲ့တုန်းကဗာလဲကျွန်တော်ကိုယ်တိုင်အစဆုံးဝင်ပြရတယ်ဝင်ရေးရတယ်အများကြီးပဲတော်တော်ခက်ခဲကျွန်တော်ကြော်ဖြတ်ခဲ့ရတယ်ဗောနော်အဲ့ဒါဆိုတော့တော့ရလက်ကလည်းထင်လောက်မထွက်ဘူးကျွန်တော်နေ့တိုင်းရုံတက်တယ်ဒါပေမဲ့ကျွန်တော်တို့အမြဲတမ်းဘလောက်ရှုံးလဲပဲကျွန်တော်ကြည့်နေခဲ့ရတယ်ဗောနော်အဲ့ဒါဆိုတော့တော်တော်ဆိုးရခဲ့တဲ့အချိန်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒါနဲ့ကျွန်တော်2025မှာကျွန်တော် AI စတုံးတယ်နော်2025မှာကျွန်တော် AI စတုံးပြီးတော့self learning တွေလုပ်တယ်ပေါ့နော်ကျွန်တော် AI နဲ့ဘယ်လိုထိုးဖောက်ရမလဲ AI ကိုကျွန်တော်ဘယ်လိုတောင်းရမလဲ marketing တော့ဘယ်လိုအသုံးချရမလဲဆိုတာကျွန်တော်အဓိကလုပ်ခဲ့တယ်ပေါ့နော်အဲဒါဆိုတော့အဲ့နောက်ပိုင်းမှာကျွန်တော်ဝန်ထမ်းကအားလုံးပေါင်းအခုချိန်ထိတောင်ကျွန်တော်6ယောက်လောက်ပဲရှိရပါတော့ marketing ဝန်ထမ်းကိုပြောတာပါအဲဆိုတော့လာစဉ်ကျွန်တော်30ဝန်းကျင်ရှိမယ်30ဝန်းကျင်ကတော်တော်နည်းရပြောလို့ရဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဝန်ထမ်းတွေကဂျူနီယာများတာပေါ့နော်ဂျူနီယာများတယ်ကျွန်တော်မှာ system ရှိရဆိုတဲ့အချိန်မှာကျတော့ချိန်ကိုလူပင်ပန်းတက်တာပေါ့နော်အဲဒါဆိုတော့ဒီလက်ရှိမှာကျွန်တော်ခုနတင်တွေ့ခဲ့တဲ့လုပ်ငန်းကျောင်းတွေအများကြီးကျောင်း3ကျောင်းရှိမယ်ပြီးတော့ရင်ဒီကျောင်း3ကျောင်းရှိမယ်နောက်ပြီးတော့ရင် calling consultant ရှိမယ်နောက်ပြီးတော့ရင်ဘာရှိမလဲဆိုတော့ဒီမြန်ရန်ကုန်မန္တလေးရှိရပါတော့အဲဒါဆိုတော့
အခုဆိုရင်ကျွန်တော်တို့ AI စနစ်တွေနဲ့ဆိုရင်အများကြီးအချိန်ကုန်လူပင်ပန်းတက်တာဟောပြီပေါ့နော်အခုဆိုရင်ကျွန်တော် system တွေကို train လိုက်ရင်ကိုကျွန်တော်အနေနဲ့အဆင်ပြေသွားပြီပေါ့နော်အဲဆိုတော့ကျွန်တော်ဆက်ပြောအောင်เนาะအဲဆိုတော့ကျွန်တော်တို့ဒီ chapter မှာเนาะဘာเนาะအဆင်ပြေလဲမပြေလဲကိုကျွန်တော်ပြောပြမယ်လက်ရှိမှာကျွန်တော်တို့ AI ကိုသုံးတဲ့လူတွေအများကြီးရှိတယ်เนาะဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ရေဘူးရအဖြေထွက်တယ်ကိုနဲ့မဆိုင်လို့ထွက်တယ်နော်ကိုလုပ်ငန်းကိုသူနားမလဲဘူးပေါ့နော်အဲ့လိုမျိုးကြီးကျွန်တော်တကယ်ကိုကြုံတွေ့နေရပါတယ်ကျွန်တော်တပည့်လည်းတပုံစံနေပါပဲနော်တင်လဲအိတ်ထဲရလို့မြင်ပါတယ်အဲ့ဒါဆိုတော့ AI ကိုကျွန်တော်က chatbot လို့တီးတယ်လို့မြင်လို့မရနော်ကျွန်တော်မြင်ရမယ့်ပုံစံကဘာလဲဆိုတော့ကျွန်တော်တို့အကြံပေးလားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့အလုပ်တမားလားဝန်တန်းလားပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ယူဆဖို့လိုပါတယ်ဒါပေမဲ့ကိုကတိထားမှာဘာလဲဆိုတော့ AI ဒီဆုံးဖြတ်ချက်ချပေးမယ်လို့မဟုတ်ပါဘူးနော်ဘာကြောင့်လဲဆိုတော့ကိုကသူ့ကိုဆုံးဖြတ်ချက်ချပေးရမှာเนาะကျွန်တော်တို့ဒီ decision maker ဖြစ်ရပါမယ်เนาะဒီတိုင်းဖြစ်လို့မရပါဘူးเนาะအဲ့ဆိုတော့ကျွန်တော်ဆက်သွားမယ်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ AI ကိုကျွန်တော်တို့ကဝန်ထမ်းအသစ်အနေနဲ့ကျွန်တော်တို့ကသဘောထားဖို့အရေးကြီးပါတယ်ဟုတ်ပြီเนาะအဲ့ဒါဆိုဝန်ထမ်းအသစ်ဆိုတော့ဝန်ထမ်းအသစ်တွေကဘာလုပ်လဲဆိုတော့ကျွန်တော်ကြောင်မသိဘူးဟုတ်ပြီเนาะကျွန်တော်ဝန်ထမ်းအသစ်ကကျွန်တော်ကြောင်မသိဘူးဆိုတဲ့အချိန်မှာကျွန်တော်ဘာလုပ်ရလဲဆိုတော့သူတို့ကိုကျွန်တော်အကြောင်းပြောပြရတယ်နော်အဲ့ဒါဆိုကျွန်တော်ဒီ AI ကိုစသုံးမယ်ဆိုရင်ကျွန်တော်ဒီဘာလုပ်ရမလဲဆိုတော့ဝန်ထမ်းအသစ်ဆိုတာကျွန်တော်သဘောထားကိုအရင်ရေးကြည့်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့ဒီဝန်ထမ်းအသစ်ပေါ့ဟုတ်ပြီဝန်ထမ်းအသစ်ကျွန်တော် interview တွေလုပ်တယ်နော်ဝန်ထမ်းကကျွန်တော်အကြောင်းလုံးဝမသိဘူးနော်ဒါပေမဲ့ကျွန်တော်တို့နားလည်မှာဒီဝန်ထမ်းအသစ်ဒီကျွန်တော်တို့အရန်ကိုတော်တဲ့ဝန်ထမ်းအသစ်မြန်လဲမြန်တယ်ဘယ်တော့မှလည်း complain မတက်ဘူးနော်အဲ့ဒါဆိုတော့သူဒီကျွန်တော်တို့24နာရီအလုပ်လုပ်ပေးနိုင်တဲ့ဝန်ထမ်းပေါ့နော်အဲ့ဒါဆိုဒါပေမဲ့ပြဿနာတစ်ခုကဘာလဲဆိုတော့အဲ့ဒီဝန်ထမ်းကိုကျွန်တော်ကောင်းကောင်းမခိုင်းတတ်ဘူးသင်ရရှောက်ခိုင်းမယ်ဆိုရင်တော့ဒုက္ခရောက်လိမ့်မယ်เนาะကျွန်တော်တို့ကเนาะ boss တယောက်ကောင်းကောင်းဖြစ်ဖို့လိုပါတယ် boss ဆိုတာကြတော့ကျွန်တော်တို့เนาะတထေးကောင်းတယောက်ဖြစ်ဖို့လိုတယ်တထေးကောင်းဖြစ်မှဒါကျွန်တော်တို့ကเนาะလုံးဝကိုတထေးကောင်းဖြစ်မှဒါကျွန်တော်တို့ကเนาะဝန်ထမ်းကိုတရားခိုင်းတယ်မှာဖြစ်ပါတယ်အဲဆိုတော့အရေးကြီးတာကဘာလဲဆိုတော့ဝန်ထမ်းပေးတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ကတန်းပြီးတော့တုံးလို့မရပါဘူးပြောချင်တာ AI ပေးတဲ့အရာတွေလည်းတန်းပြီးတော့တုံးလို့မရပါဘူးတန်းတုံးတယ်ဆိုတာကျွန်တော်ပြောချင်တာဘာလဲဆိုတော့တကယ့်ကိုAI ကိုတင်းရဲ့စီးပွားရေးတစ်ခုလုံးလက်ထဲကိုတွားမထည့်လိုက်ပါနဲ့။နော်အဲ့ဒါဆိုရင်ဒုက္ခအကြီးကျယ်ရောက်သွားလိမ့်မယ်နော်။အဲ့ဒါဆိုတော့အရေးကြီးတယ်။အဲ့ဒါဆိုတော့ဘာလို့အောင်ဘယ်လိုဆက်ဆံရမလဲဆိုတော့ AI ကိုကျွန်တော်တို့က AI ကဝန်ထမ်းဆိုတဲ့အချိန်မှာကျတော့ကျွန်တော်တို့ကသူ့ကိုခိုင်းမယ်ပြီးရင်ပြန်စစ်မယ်နော်လိုအပ်တာရှိရင်ကျွန်တော်ပြန်ပြင်ခိုင်းမယ်နောက်ဆုံးမှဒါနော်ကျွန်တော်တကယ်ကိုယူသုံးမယ်ပေါ့နော်။အဲ့ဒါဆိုတော့AI ပေးတဲ့ဖြေတွေကမစိုးမှန်တယ်ဆိုပြီးတော့တွားမလုပ်လိုက်ပါနဲ့ဒုက္ခအကြီးရောက်ပါမယ်နော်။ Okay နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကျွန်တော်ပြောပြချင်တာကျွန်တော်တကယ်ကိုအမှားရအများကြီးလုပ်ခဲ့เนาะကျွန်တော်AI ကိုကျွန်တော် advanced level ထိတွားလေကျွန်တော်တို့ဒုက္ခအကြီးကျယ်ရောက်လေဗောနော်ဘာလို့လဲဆိုတော့ AI ကတကယ်ခက်တဲ့အရာတွေလုပ်လေသူကစေးဖို့ထိုးလေဗောနော်အဲ့ဒါဆိုကျွန်တော်တို့နားလည်ထားမှာ AI ကိုလုံးဝမယုံပါနဲ့เนาะလုံးဝမယုံပါနဲ့เนาะသူပေးတဲ့အချက်လက်တွေကိုကျွန်တော်ပြန်စစ်ဖို့လိုမယ်เนาะအမြဲတမ်းAI ကိုလည်းပြန်စစ်ခိုင်းပါเนาะ Okay ငါပြောနင်ပြောတာမှန်ရဲ့လားမင်းပြောတာမှန်ရဲ့လားပြန်စစ်ပေးပေါ့เนาะအဲ့ဒါဆိုတော့အဲ့လိုမျိုးတွေကျွန်တော်ခိုင်းဖို့အရင်ရေးကြည့်ပါတယ် Okay အဲ့ဒါဆိုတော့AI ကအလုံးစုံမသိနိုင်ပါဘူးဒါပေမဲ့ AI ကတိတယ်လို့လည်းတင်ကိုရွှေ့ရတယ်အများကြီးဖြစ်နိုင်ဟုတ်ပြီเนาะဒါလေးကိုကျွန်တော်တည်ထားမှရမယ်Okay ဒီဟာကတော့ကျွန်တော်recording 1ပေါ့နော်ဒီ first episode ပေါ့အဲ့ဒါဆိုတော့ကျွန်တော်နောက် episode မှာကြာတော့ကျွန်တော်တို့ဒီ prompt တွေအကြောင်းပြောပြမယ်เนาะကျွန်တော်လုပ်ငန်းကို AI ကိုသိအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ techniques တွေပါကျွန်တော်လက်တွေ့သူတို့လုပ်ကြမှာဖြစ်ပါတယ်အခုကတော့ကျွန်တော် theory ဘိုင်းရင်စထားတာပါเนาะနောက်တစ်ပိုင်းဆိုကျွန်တော်လုံးဝလက်တွေ့ပဲချမယ်အဲ့ဒါဆိုဇွဲမလျှော့နဲ့ကျွန်တော်ချမယ်เนาะအဲ့ဒါဆိုကျွန်တော်ဒီတင်တန်းပြောရင် AI နဲ့အများကြီးလုပ်ရအောင်ကျွန်တော် support ပေးမယ် Okay နောက် episode မှာတွေ့မယ်